Welcome back from Skyrise Education Corner Agency. And ဒီနေ့ကတော့ကီရိုတွေပေါ့နော် Dusitani College ကိုရောက်ရှိနေတာဖြစ်ပါတယ်။ဆိုတော့ဒီ Dusitani College မှာကြည့်ရတာတော့တော်တော်လေးအထဲမှာလည်းအနက်နေလည်းရတယ်ပေါ့နော်။ဆိုတော့ဒီ hotel industry မှာနာမည်ကြီးရဲ့ hospitality majors တွေကို offer လုပ်တဲ့ Dusitani College Bangkok မှာဘာတွေရှိမလဲဆိုတာကိုกินနေတူတူလိုက်ပြီးတော့ကြည့်လိုက်ကြရအောင် Let's go. ကဲကီရိုခုရောက်ရှိနေတာကတော့ botany class ဖြစ်ပါတယ်ဆိုတော့ဒီ class မှာဆိုလို့ရှိရင်ဘယ်သူတွေလေ့လာရမှာလဲဆိုတော့ Bachelor in Business Hospitality Management က students တွေရော Culinary Arts က students တွေရော first year မှာလေ့လာသင်ယူရမယ်လို့ပြောပါတယ်ဆိုတော့ဒီနောက်ကပစ္စည်းတွေ equipments တွေအကုန်လုံးက provide လုပ်ပေးထားပြီးသားပေါ့နော်သူရဲ့လိုအပ်တဲ့ juice တွေ drinks တွေ and then coffee machines whatever bartender ဖြစ်ချင်တဲ့သူတွေအတွက်ကိုလည်းဒီထဲမှာ equipments တွေ provide လုပ်ပေးထားတယ်လို့ပြောပါတယ်ဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲ့တော့အကုန်လုံးအနေနဲ့ဒီလိုမျိုး class တွေကိုသင်ချင်တယ်ဆိုလို့ရှိရင်တော့ဆက်ပြီးတော့ဘလို့တခြား activities တွေလုပ်ရသေးလဲဘာ programs တွေဘလို့ rooms တွေရှိသေးလဲဆိုတဲ့ဟာကိုกินနေတူတူလိုက်ကြည့်လိုက်ကြဒီ Dusitani College မှာဘယ်လို major တွေတက်လို့ရတာလဲ major တွေကတော့လောလောဆယ် offer ထားအရာပေါ့နော် major နှစ်ခုရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဒီ college က hospitality industry ကို focus ထားတဲ့ college ဖြစ်တဲ့အတွက်ကြောင့်မို့လို့ Bachelor in Business Hospitality Management major ရှိမယ်။တစ်ဖက်ကတော့ Bachelor in Business and Culinary Arts ပေါ့နော် Culinary Arts ဘိုင်းကို Professional Culinary Arts ဘိုင်းကို focus ထားရှိမယ်။ဆိုတော့ဒီ major နှစ်ခုကဘယ်လိုမျိုးကွာလဲဆိုလို့ရှိရင်သူ့ရဲ့ total study years က4 yearsစီရှိမယ်ပေါ့နော်အဲ့ဒီ4 years မှာပထမဆုံး hospitality management ကကြတော့သူက first 3 years ကိုတောက်လျှောက်ဒီ hospitality နဲ့ပတ်သက်တဲ့ပေါ့နော် related ဖြစ်တဲ့fields တွေအကုန်လုံးကိုလေ့လာရမှာဖြစ်ပြီးတော့နောက်ဆုံး final year မှာကို prefer ဖြစ်တဲ့ကို specific လုပ်ချင်တဲ့ field level ကိုရွေးချယ်လို့ရမှာဖြစ်ပါတယ် for example ကိုကဒီပို့ပြီးတော့ခါကြတော့မှ business ရဲ့ F&B ဘိုင်းကိုပို့ပြီးတော့သွားခြင်းတယ်ဆိုလို့ရှိရင် last year မှာအဲ့ဒီအပိုင်းကိုပို့ပြီးတော့လေ့လာလို့ရမယ်ပေါ့နော်ဒါပေမဲ့ culinary arts ကတော့သူကပို့ပြီးတော့မှဒီ hospitality နဲ့culinary ပေါ့ business ဘိုင်းထပ်စားတယ်ဆိုလို့ရှိရင်သူကတော့ culinary arts ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ hospitality ရဲ့ cooking ဘိုင်းနေပြီးသွားလို့ရှိရင်ဒီ industry နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပို့ပြီးလေ့လာရမှာဖြစ်ပါတယ်ဒီဘက်က hospitality management လိုမျိုးတော့ business နဲ့ဆက်ဆက်တာမျိုးတွေအများကြီးတော့မပါဘူးပေါ့နော်အဲ့တော့ကို prefer ဖြစ်တဲ့ major ကိုရွေးချယ်ပြီးတော့ခါကြတော့မှတက်ရောက်လို့ရပါတယ်ဆိုတော့ why Dusitani College Dusitani College ကိုရွေးချယ်သင့်တဲ့အချက်တွေအများကြီးတွေကမှာပေါ့နော်ကီရို Skyrise Corner Education အနေနဲ့ဒီနေ့လှည့်ပတ်ကြည့်ရှုတာအရာတော်တော်လေးသဘောကျမိတဲ့အချက်လေးတွေကိုပြောပြချင်ပါတယ်ဆိုတော့ပထမတစ်ချက်ကကြတော့ဒီ Dusitani College ကပေါ့နော်ထိုင်းနိုင်ငံမှာပထမဆုံးသော hospitality industry မှာ number 1 rank ဖြစ်တဲ့ school တစ်ခုဖြစ်တယ်ပြီးသွားလို့ရှိရင်သူတို့ပြောတာအရာဆိုလို့ရှိရင်ပေါ့နော်ဒီ university ကEHL လို့ခေါ်ရဲပေါ့နော်ဒီ certified program hospitality school တွေကြားထဲမှာ certified ဖြစ်တဲ့ EHL ကနေပြီးတော့မှ accredited ဖြစ်တဲ့ university တစ်ခုလည်းဖြစ်ပါတယ်ပြီးတော့သူက World University Ranking မှာပါတဲ့ဒီတော်တော်လေးနာမည်ကြီးရပေါ့နော်EHL ကနေပြီးတော့မှ approve ဖြစ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကဒီမှာကျောင်းတက်ပြီးသွားရဲဆိုလို့ရှိရင်လည်းအနာဂတ် future career opportunities တွေအတွက်ကိုလုံးလုံးစိတ်မပူပဲ
လုံးဝအစင်သင့်ဖြစ်တယ်လို့ပြောရလောက်အောင်အခွင့်အလန်းတွေတော်တော်လေးများတာကိုတွေ့ရပါတယ်ပြီးတော့ဒုတိယတစ်ချက်ကကြတော့ဒီမှာဆိုလို့ရှိရင်ပေါ့နော်သူက field trips တွေကို US တို့ UK တို့ and then တခြား universities တွေ worldwide universities တွေနဲ့ချိတ်ဆက်ထားတာဖြစ်တဲ့အပြင်သူတို့က double degree အတွက်ကိုပေါ့နော်very famous ဖြစ်တဲ့ Switzerland က university နဲ့လည်းချိတ်ဆက်ထားပါသေးတယ်ဆိုတော့ကိုတိုင်းကဒီ hospitality industry နဲ့ပတ်သက်ပြီးစိတ်ဝင်စားရဲဆိုလို့ရှိရင် Switzerland ကဘယ်လောက်ထိ hospitality နဲ့ပတ်သက်ပြီးတော့တိုးတက်လဲဆိုတာသိမှာပါဆိုတော့ world မှာ number 1ဖြစ်တဲ့ Switzerland မှာသွားပြီးတော့ကျောင်းတက်နိုင်မယ့်အခွင့်အရေးကိုလည်းဒီကျောင်းကနေပြီးတော့မှရယူနိုင်ပါတယ်ပြီးတော့နောက်ထပ်ကီရိုသဘောကျမိရဲ့အချက်တစ်ခုပေါ့နော်အဲ့ဒါကတော့သူတို့အနေနဲ့ဒီ worldwide activities တွေရှိတာပဲဖြစ်ပါတယ်ဆိုတော့ပုံမှန်ဆိုလို့ရှိရင်ပေါ့နော်ကျောင်းတက်တယ်ဆိုလို့ရှိရင်တော့ activities တွေကကျောင်းတွင်း activities တွေလောက်တော့ရှိမယ်ဒါပေမဲ့လည်းဒီ Dusit Thani ကမတူညီတဲ့ opportunities တစ်ခုအနေနဲ့သူတို့က China မှာလုပ်တဲ့ပွဲတွေပြီးတော့ France မှာလုပ်တဲ့ပွဲတွေ and then ဒီ Thailand မှာလုပ်တဲ့ပွဲတွေဥပမာ Young Chef Olympics တို့ပြီးသွားလို့ရှိရင်နောက်ထပ်ကဒီသူတို့ပြောထားတဲ့ World Chefs Cooking Competitions တို့ပြီးသွားလို့ရှိရင် macro ဒီ challenge တွေပေါ့နော်တော်တော်များများ challenge တွေပါပါတယ်ဆိုတော့ဒီ cooking competitions တွေ and then activities တွေကိုနိုင်ငံတကာနဲ့ချီပြီးတော့မှကျောင်းကတော်တဲ့ကျောင်းသူကျောင်းသားတွေကိုစေလွှတ်တာဖြစ်ပါတယ်။အဲ့ဒီတော့ကြောင့်မို့လို့ဒီ Dusit Thani College မှာတက်တယ်ဆိုလို့ရှိရင်ကိုတိုင်းကလည်းပို့ပြီးတော့မှစူးစမ်းခြင်းနဲ့ environment တစ်ခုကိုရောက်လာမယ်။ပြီးသွားလို့ရှိရင်နိုင်ငံတကာအဆင့်မီတဲ့ competitions တွေဒီနယ်ပယ်ပေါ့နော် community အတွင်းမှာရှိနိုင်မဲ့အခွင့်အရေးတွေကိုလည်းရရှိမှာဖြစ်ပါတယ်